တို့လင်မယားနှစ်ယောက်ကတော့ထမင်းကိုစစ်စင်စားနေရပါတယ်။ဘာဟင်းမှမရှိဘူးပေါ့နော်။ဒီမှာရှက်ထားတဲ့ကြက်ဥ9လုံးကိုမျှစားနေရတယ်ဆိုတော့လေကျမတို့ရှမ်းတာတော့မယ်ထင်ပါတယ်။ကြက်ဥ9လုံးနဲ့ခင်းချင်းတီးနဲ့ဒီမှာကော်ဖီတို့နဲ့ဩတနာစရာ။အမေလည်းခါကောင်းနေရပဲ။ကိုရှက်ကိုကောင်းမယ်ဒီမှာစားကြပါအောင်။ကျမတို့ရအိမ်ကြီးရဲ့မပြပါနဲ့တဲ့သူဘိုက်ခောက်တွေမြင်ရမှာဆိုလို့တဲ့။ကျမမျက်နှာပဲကြည့်။ကျမမျက်နှာခိုးပြမယ်။အဖက်တွေတုံးလို့တဲ့။ကျမမျက်နှာမှာအဖက်တုံးလို့ရှင်တော့ဆင်ပြေတယ်လေလှတယ်လေ။သူနဲ့ကြတော့မလိုက်ဘူး။အဲ့တော့အဖက်တုံးလို့ရှင်မကြိုက်ဘူး။ကျမအဖက်ထည့်တယ်။ဟုတ်ကဲ့ပါဦး။နောက်ဒီလိုလေးစားနေရပါရဲ့။ခန်းကျင်နေနှစ်ကအရင်ကောင်းလာပဲ။ပကံဆေးရပြင်းလို့တပကံ2ယောက်စားပါတယ်ဟုတ်ကဲ့ဆက်ကောင်းပါ